ကလေးမလေးစန်းစီတယောက်เจ้าမှာအနိုင်ကျင့်ခံနေရတာကိုတီးသွားတဲ့သူမရဲ့အကူဆိုင်းရံနဲ့သူ့တငယ်ချင်းတွေဖြစ်တဲ့တွန့်ကြားရွှေချန်ဖေးတို့တတိုက်ငါတို့ညီမလေးကိုဘသူထိတာလဲဆိုပြီးအရှိန်ဟုန်နဲ့เจ้าသားကိုရောက်လာကြတယ်သူတို့ကယောက်ျားရဲ့မကြီးတွေဆိုတော့မိန်းကလေးတွေကိုလက်ပါလို့မဖြစ်ဘူးလေဒါပေမဲ့လူမိုက်ဆိုတာမျက်လုံးနဲ့တင်တက်လို့ရတယ်ဆိုတဲ့အတိုင်းတွန့်ကြားရွှေနဲ့ဆန်ရံတို့ကအနိုင်ကျင့်တဲ့စီနီယာမမတွေကိုအေးဆက်ဆက်မျက်လုံးတွေတီးတဲ့တဲ့အကြည့်တွေနဲ့နောက်ခါတခြားလူတွေကိုလာမနောက်ရှက်နဲ့ကြောင်းပဲအာယုံဆိုင်ပြီးစာသွားကြက်ဆိုပြီးအထားပြေးနဲ့ပညာပေးလိုက်တာပေါ့နောက်ပြီးစန်းစီစီကလူထားတဲ့ပတ်စံအိတ်ကိုလည်းအေးဆေးပဲပြန်သိမ်းပေးလိုက်နိုင်တယ်တကယ်တော့ဒီပြဿနာကအရင်နေ့ကစန်းစီတယောက်အမြင့်ခုံပြိုင်ပွဲမှာခြေထောက်ခောက်သွားတာကနေစတာအဲ့ဒီနေ့ကအကိုဖြစ်သူကလာမကြုံနိုင်လို့တွန့်ကြားရွှေကိုလွတ်လိုက်တာလေဒါပေမဲ့ကြားရွှေကြောင်းရောက်တော့စန်းစီကိုဘယ်နေရာမှရှာမတွေ့ဘူးစိတ်ပူပြီးလိုက်ရှာလိုက်တာလမ်းကြားလေးတစ်ခုထဲမှာမျက်ရည်ဝိုင်းပြီးကြောက်လန့်နေတဲ့စန်းစီလေးကိုတွေ့လိုက်ရရောကြားရွှေလည်းရင်ထဲတုန်လှုပ်သွားပြီးစန်းစီလေးကိုအပြေးလွှားသွားဖက်လိုက်တာပေါ့ဒီလိုအဖက်ခံရရင်တော့ဘယ်ကောင်မလေးကမပြောပဲနေမလဲနော်စန်းစီလေးလည်းကြားရွှေရင်ခွင်ထဲရောက်မှပဲအားကိုးရရတယ်လို့ရှိုက်ကြီးတငင်ငိုချလိုက်တော့တယ်ပြဿနာကဘာလဲဆိုတော့စန်းစီအားကိုးရဆုံးလို့ထင်ထားတဲ့တငယ်ချင်းမလေးရှန်ယူကသူ့တက်ပေးလို့ကိုစန်းစီကိုတစ္ဆာဖောက်ပြီးကာဗာလုပ်သွားတာကျောင်းကအနိုင်ကျင့်တဲ့မမတွေကတကယ်တော့ရှန်ယူကိုလာရှာတာဒါကိုရှန်ယူကကြောက်ပြီးစန်းစီကိုလှည့်စားပြီးသူ့အစားသွားခိုင်းလိုက်တာအဲ့ဒီမမတွေကစန်းစီလွယ်အိတ်ကိုလူစာအုပ်တွေမြေကြီးပေါ်လွှင့်ပစ်ပတ်စံတွေလူပြီးနောက်နေ့ပူယူခဲ့ဆိုပြီးပါချင်းချောက်သွားခဲ့တာစန်းစီခမရခြေတော့လဲနာနေတဲ့ကြားကစာအုပ်တွေကိုကောက်လွယ်အိတ်ကိုလွယ်ပြီးနာကျင်စရာအကြည့်တွေနဲ့ရှန်ယူကိုကြည့်ပြီးလှည့်ထွက်လာခဲ့တာရှန်ယူကနောက်ကနေတောင်းပန်ပြီးငိုယိုနေပေမဲ့စန်းစီကတော့မင်းလိုတငယ်ချင်းမျိုးနောက်မလို့တော့ဘူးဆိုပြီးလှည့်တောင်မကြည့်ပဲထောနဲ့ထွက်လာခဲ့တာတွန့်ကြားရွှေကမေးတော့စန်းစီကစိတ်မပူစေချင်လို့ဖုံးထားသေးတယ်ဒါပေမဲ့ကြားရွှေရဲ့စိုးရိမ်တကြီးဖြစ်နေတဲ့မျက်နှာကိုမြင်တော့မှငိုပြီးအဖြစ်ပြက်အားလုံးကိုပြောပြလိုက်တယ်တငယ်ချင်းမလေးကပါတစ္ဆာဖောက်တာတိသွားတဲ့တွန့်ကြားရွှေတယောက်မျက်မှောင်ကြီးကျုပ်ပြီးဒေါသထွက်သွားတာပေါ့ပြီးတော့စန်းစီကိုအဲ့ဒီကောင်မလေးနဲ့နောက်ခါလုံးဝမပတ်သက်တဲ့တကယ်လို့တစ်ခုခုထပ်ဖြစ်ရင်မိဘတွေကိုချက်ချင်းပြောဆိုပြီးအကိုကြီးတယောက်လိုတေချာမှရှာတယ်ကြားရွှေကစပေးလေးနဲ့အိမ်ပြန်လိုက်ဖို့တော့ညနေခင်းလေပြေလေးတွေကြားမှာစန်းစီရဲ့ဝမ်းနည်းမှုတွေဟာအရေးပြောသွားသူပဲတွန့်ကြားရွှေရဲ့နှွေးထွေးတဲ့အကာအကွယ်အောက်မှာစန်းစီရဲ့ရင်ထဲကအမှန်တရားတစ်ခုကိုတိတိကျကျကြီးသဘောပေါက်သွားခဲ့ပြီအဲ့ဒါကတော့သူတွန့်ကြားရွှေကိုသဘောကျနေပြီဆိုတာပါပဲဒီအဖြစ်ပြက်ပြီးကလေးကကြားရွှေကစန်းစီအပေါ်အရေးတကြီးနဲ့ဂယုစိုက်လုံးလို့ဘေးကတငယ်ချင်းချန်ပေးကတော့မင်းကြီးရတာတမီးလေးကိုပြုစုနေတဲ့အဖေကြီးကြနေတာပဲလို့တောင်စားနောက်ရတဲ့အထိပဲငငယ်တုန်းကတော့စန်းစီကကြားရွှေကိုအကိုအရင်ကြီးဖြစ်ရင်ကောင်းပါလို့တွေးခဲ့ဘူးပေမဲ့အခုတော့အကိုတင်မကတော့ပဲသူ့ဘေးနားမှာရင်ပေါင်တန်းနိုင်တဲ့မိန်းကလေးတယောက်ဖြစ်ချင်လာပြီလေမကြခင်မှာပဲကြောင်းပိတ်ခါနီးအမတ်စရင်တွေထွက်လာတယ်စန်းစီကတခြားဘာသာရက်တွေတော်ပေမဲ့ယူပဗေဒမှာတော့တူးထောက်သွားရတယ်66မှတ်ပဲရတာကိုမိဘတွေကစိုးရိမ်ပြီးဒီတိုင်းဆိုမဖြစ်ဘူးကြောင်းပိတ်ရက်မှာကျူရှင်တက်ဆိုပြီးစီစဉ်ပေးလိုက်တယ်အစကကျူရှင်ဆရာကသူ့အကိုစန်းရံဆိုတော့စန်းစီတယောက်စိတ်ပြတ်သွားတာပေါ့ထင်းတဲ့အတိုင်းပဲအကိုဖြစ်သူကစာပြတာ3ခေါက်ရှိပြီဖြစ်ပေမဲ့ညီမကနားမလဲတော့အချင်းချင်းရန်ဖြစ်အော်ဟစ်ပြီးအကိုစာပြတာညံ့တာနင်းကကိုညံမကောင်းတာဆိုပြီးလွယ်အိတ်တွေနဲ့ပါပေါက်ပြီးစစ်ပွဲဖြစ်ကြတာပေါ့နောက်ဆုံးမိဘတွေကမတက်နိုင်တော့ပဲကျူရှင်ဆရာပြောင်းပေးဖို့ဆုံးဖြတ်လိုက်ရတယ်ဒါပေမဲ့စန်းစီမမျှော်လင့်ထားတဲ့လက်ဆောင်ကြီးတစ်ခုကစောင့်ကြုံနေခဲ့တယ်အဲ့ဒါကတော့ယူပဗေဒကိုတင်ပေးမဲ့ဆရာတစ်ဆက်ဆက်ကြီးကတွန့်ကြားရွှေဖြစ်နေတာပါပဲမြင်လိုက်ရုံနဲ့တင်ရင်တုံပန်းတုံဖြစ်စေတဲ့ကိုကြားရွှေရှိမှာကျွန်တော်တို့စန်းစီလေးတယောက်ယူပဗေဒပေါ်မြူလာတွေကိုအာယုံစိုက်နိုင်ပါမလား